မာအသင်းပဲအေးရဝင်လာပြီကွမ်ဆာလက်ပဲပြီကိုဘီများဒီဘက်ထက်တွဲတော့ညီအောင်ပဲလေပဲပြပေးရတယ်များချိန်ပါတော့ပြစ်ဒဏ်ပေါ်ဖြစ်ခဲ့တာဖြစ်ပါတယ်ရမညာတင်ရဲ့ကစားမှာစောထူဝီလီယံအောင်ဘောလုံးဟတ်တာဖို့ချိုးစားအောင်မှာတော့ပြန်ပဲကစားမှာကောင်းစရာလင်းပေါ်တော့နေငယ်ပြစ်ဒဏ်ကျူးလွန်ထားခဲ့တာဖြစ်ပါတယ်မာတင်ပဲရှုပ်ကန်နေပြီးတော့ဖိုတန်ပြန်ပြီးတော့ကောင်းတဲ့ရှင်းထုတ်ထားရတယ်များကွမ်ဆာရာလာသေးမြမာအသင်းပဲအေးရဝင်လာပြီကွမ်ဆာလက်ပဲပြီကိုဘီများမြန်မာနေရှင်နယ်လီကိုရောက်ရှိလာပြီးတဲ့နောက်မှာအတော်လေးအဆင့်တန်းမြင့်မာတဲ့အသွင်းကိုတွေနဲ့တောက်လျှောက်တက်တည်ပြနေတဲ့ခါနာတိုက်စစ်ကစားမှာကွမ်ဆာအချိန်မှလည်းအတော်လေးတည်သက်ကောင်းမွန်တဲ့အသွင်းကိုတစ်ခုကိုတော့ထပ်ပြီးတော့အသွင်းယူပြခဲ့ပြီးဖြစ်ပါတယ်ရမညာတင်ရဲ့ကစားမားတွေကတော့အစောပိုင်းမှာကွင်းထဲမှာကစားမားလဲကျနေထားတစ်ခုမှာပြည်တော်ပေါ်ဖြစ်တတ်မှတ်ပေးဖို့အတွက်တောင်းဆိုထားခဲ့တာဖြစ်ပါတယ်နေငယ်ရှုပ်ထွေးနေတဲ့အခြေအနေတစ်ခုအောက်မှာပဲကွမ်ဆာသူရဲ့အဆုံးသက်ကတော့အတော်လေးကောင်းမွန်တဲ့ပုံစံမျိုးမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲဥထွက်မှာတော့ကလည်းသွင်းကိုနှစ်ခုနဲ့အကောင်းဆုံးပုံစံပြခဲ့တဲ့ကွမ်ဆာအချိန်မှလည်းရရှိလာတဲ့ဘောလုံးကိုတော့အေးရထိတ်ကနေဖယ်ချင်တဲ့တကယ်ကိုအကောင်းဆုံးဆုံးသက်နိုင်ခဲ့တာဖြစ်ပါတယ်သူရဲ့ဒီချိန်သွင်းကိုကလည်းအတော်လေးလှပပြီးတော့ကောင်းမွန်တဲ့သွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်